စားပွဲအောက်မှာအမျိုးသမီးတစ်ယောက်ကအသားအရာလေးလှုပ်ရှားနေရဗျ။သူမဟာအမျိုးသားရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်မှုစူးစမ်းနေပုံရတယ်နော်။သူမရဲ့မျက်လုံးတွေထဲမှာလည်းတစုံတစ်ခုကိုတွေ့ဝိုက်ပြီးတော့အရေးအကဲပြနေတာပေါ့။ဒါပေမဲ့အမျိုးသားကတော့ဘာမှမဖြစ်တယ်လို့ပဲတုံ့ပြန်မှုလုံးဝမရှိဘူးထင်မင်းရဲ့အစ်ဆက်ဆက်အမူအရာကြောင့်မီနာဟာစိတ်ဆိုးပြီးနေရာကနေထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာထေမင်းကပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ပြီးသူတို့နှစ်ယောက်တည်းကြံခဲ့ပြီဆိုတာသိလိုက်တယ်။သူဟာသူ့စိတ်ထဲကတန်တရားတွေကိုစတင်မေးမြန်းပါတော့တယ်။ပုံမှန်ဆိုရင်ဘာမှဖုံးကွယ်မထားကြတဲ့စုချင်းဟာနောက်ဆုံးမှာတော့အမှန်တရားကိုခွင့်ပြောလိုက်ပါပြီ။သူမဟာထေမင်းရဲ့အဖေနဲ့အကျိတ်မှာပတ်သက်မှုရှိခဲ့ကြောင်းဝန်ခံလိုက်ကြပါ။ပြီးတော့အခုအချိန်ထိလဲအဲ့ဒီအမတ်တရားတွေထဲကနေလုံးဝယုံမထွက်နိုင်သေးဘူးလို့ဆိုပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ထေမင်းဟာအယံကိုတုံ့လှုပ်သွားခဲ့တယ်ဗျ။စုချင်းရဲ့အသိဟော့သူ့အမိအတွက်နာကျင်စရာဖြစ်လာနိုင်တယ်လို့သူတွေးမိသွားတာပေါ့။နောက်ဆုံးမှာတော့သူဟာအထုပ်ပိုးတွေပင်ပြီးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီမှာစုချင်းကသူ့ကိုတောင်းပန်ပြီးဒီအကြောင်းကိုသူ့အမေကိုမပြောဖို့တောင်းဆိုရှာတယ်ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်ပြန်ပြီးကုစားပေးမယ်လို့လည်းကတိပေးရောပေါ့ထမ်မင်းဟာခဏလောက်စဉ်းစားပြီးနောက်မှာတော့ဒီအချိန်လေးဟာနှစ်ဦးနှစ်ဖက်လုံးအတွက်မလွယ်ကူဆိုတာနားလည်သွားတယ်ညပြီးနောက်သူဟာစုချင်းကိုအကူအညီတစ်ခုတောင်းလိုက်ပါတယ်လမ်းခွဲထားတဲ့ချစ်သူဟောင်းနဲ့ပြန်ဆင်းပြေးချင်တယ်လို့သူပြောလိုက်တာပါโอเคစုချင်းဟာအမျိုးသမီးတယောက်ရဲ့အမိကန်ကြီးအခြေအနေကိုသုံးသပ်ပေးခဲ့တယ်လက်တွေ့ကျတဲ့အကြံဉာဏ်တွေနဲ့အတူလိုအပ်တဲ့ချက်တွေကိုတစ်ခုချင်းတေချာလေးရှင်းပြပေးပါတယ်ဗျနောက်ဆုံးမှာတော့ထေမင်းကပေါ်ပြီးရင်းကျက်လာခဲ့ပြီးချစ်သူဟောင်းနဲ့လည်းပြန်ပြီးနှီးဆက်သွားခဲ့ပါတယ်စုချင်းဟာလည်းအတူရှိတဲ့အချိန်တွေအတွင်းမှာအတိတ်အပေါ်ဆွဲလန်းမှုတွေကိုဆွန့်လွတ်နိုင်ခဲ့ပြီပေါ့ပြန်မစုံနိုင်တော့တဲ့ခံစားချက်တွေကိုလည်းအဆုံးသတ်နိုင်ခဲ့ပါပြီမကြခင်မှာပဲထေမင်းထွက်သွားရမယ်နေ့ရောက်လာခဲ့သူဒီမှာနေထိုင်ခဲ့တဲ့အချိန်အတွင်းမှာအများကြီးပြောင်းလဲသွားပြီဆိုတာကိုအမေဖြစ်သူကတီးတီးတာတာကြီးကိုခံစားမိနေတာပါမထက်ခွာခင်မှာထေမင်းဟာနှမျောတသားစိန်နဲ့ဆွေရင်းကိုနှုတ်ဆက်စကားပြောခဲ့ပါတယ်အချိန်ရရင်တစ်ခေါက်ပြန်လာခဲ့မယ်လို့သူ့ကတိပေးခဲ့တယ်လေဒီမှာကုံဆုံးခဲ့တဲ့အချိန်တည်းဟာအိမ်မက်တကူလိုပါပဲဒါပေမဲ့တေချာတာတစ်ခုကတော့စုချင်းဆိုတဲ့အမျိုးသမီးကြောင့်ထေမင်းဟာတဆင့်ပို့ပြီးရင်းကျက်လာခဲ့ပြီဆိုတာပါပဲဗျာ